ဆက်လက်၍ဒေါက်တာချောစုရင်မှဆရာတော်အားမေးခွန်းလျှောက်ထားခွင့်ပြုပါဗျာဆရာတော်ဗျာတပည့်တော်အားယူသေးစွာမေးခွန်းလျှောက်ထားခွင့်ပြုပါဗျာကိုရင်ချင်းချင်းဘယ်သူကိုရှ िख ိုးရပါမလဲဗျာမိတ်ကြားပေးတော်မူပါဗျာဦးဇင်းတို့ရဲ့သာသနာတော်ကြီးသူကိုအယူတည်ပေးရနော်အဲ့ဒီကြီးသူဆိုတဲ့နေရာမှာလည်းပဲပရိယတိပညာအားဖြင့်ကြီးသူတွေရှိတယ်တီလအစရှိတဲ့ဂုံအားဖြင့်ကြီးသူတွေရှိတယ်ဦးဇင်းတို့မင်းမျိုးတို့ပုံနာမျိုးစတဲ့အမျိုးဆက်အားဖြင့်ကြီးသူတွေရှိတယ်အသက်အရွယ်အားဖြင့်ကြီးသူဆိုပြီးဦးဇင်းတို့၄မျိုးရှိပါတော့ဒီလိုဆိုတော့ဦးဇင်းတို့ဘယ်လိုကြီးသူကိုအယူတည်ပေးရမလဲဆိုရင်အသက်အရွယ်အားဖြင့်ကြီးသူနဲ့တီလစတဲ့ဂုံအားဖြင့်ကြီးသူတွေကိုဦးဇင်းတို့အယူတည်ပေးရနော်အသက်အရွယ်အားဖြင့်ကြီးသူနဲ့တီလစတဲ့ဂုံအားဖြင့်ကြီးသူတို့မှာတော့အဘယ်သူကိုပို့ပြီးတော့ဦးဇင်းတို့အယူတည်ပေးရမလဲဆိုရင်တော့တီလစတဲ့ဂုံအားဖြင့်ကြီးသူကိုဦးဇင်းတို့အယူတည်ပေးရမယ်အရေးကြီးဆုံးကတော့တီလသမာဓိပညာဂုံအားကြီးကျယ်ဆုံးပဲဘာဂုံကြီးကျယ်ဆုံးလဲတီလသမာဓိပညာဂုံပါဗျအဲ့ဒီဂုံအကြီးဆုံးပဲဒါကြောင့်ကိုရင်နှစ်ပါးမှာအတူတူကိုရင်ဝတ်ခဲ့မယ်ဆိုရင်ပေါ့အသက်အရွယ်ကြီးသူကိုငယ်တဲ့သူကအယုံတည်ပေးရပါတူတူဝတ်တာကိုတူတူဝတ်တော့သီလဂုံကတူနေတယ်လေတူတဲ့အတွက်အသက်ကြီးတဲ့သူဘာလုပ်လိုက်ရလဲအယုံတည်ပေးလိုက်ရတယ်ကြီးတဲ့လူကြီးတဲ့အသက်အရွယ်ကြီးသူကနောက်မှဝတ်ရင်တော့အရေးကိုရင်ဝတ်တဲ့အသက်ငယ်တဲ့သူကိုအယုံတည်ပေးရတယ်ကြီးတဲ့သူကဘာဖြစ်လို့လဲအရင်ဝတ်တဲ့ကိုရင်ကသီလဂုံပိုကြီးလို့နားလည်လားနားလည်ပါဗျဘာလို့လဲဆိုရင်အသက်ငယ်သူကသီလဂုံအားဖြင့်ကြီးနေတယ်လေဒါကြောင့်ဦးဇင်းတို့သာသနာတော်မှာယံဖြစ်ဖြစ်ကိုရင်ပဲဖြစ်ဖြစ်အသက်ကြီးတာငယ်တာကိုမကြည့်ဘူးသီလဂုံအားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ပေါ့နော်သီလဂုံအားဖြင့်ကြီးတဲ့နော်ရှစ်ဦးတော်ရှင်ရဲဝတ်တဲ့သူတွေနော်ဦးဇင်းတို့ဘာလို့ရမလဲအယူတည်ပေးရနောက်မှဝတ်တဲ့သူကအယူတည်ပေးရယံဖြစ်ဖြစ်ကိုရင်ဝတ်ဖို့ပါနော်အရင်ဝတ်တဲ့သူကိုအယူတည်ပေးရတယ်အဲ့ဒါလေးပါဒါပေမဲ့ဦးဇင်းတို့ယံကတော့အဆင်ပြေတယ်ယံကပါရဇိကမကြမချင်းအားလုံးကယံပဲဖြစ်တဲ့အတွက်ယံတွေကြတော့ကိုယ့်ထက်ဝါကြီးတဲ့လူတွေအယူတည်ပေးတာအဆင်ပြေတယ်ကိုရင်တွေကတော့အဲ့လိုမဟုတ်တော့ဘူးဘလို့ဖြစ်လာလဲဆိုတော့လိန်10ပါးရှိတယ်ဒီမှာဒီနော်လိန်10ပါးမှာဦးဇင်းတို့ဘုဒ္ဓဝါဒဆိုတာပါတယ်ပါဏာတိပါဒလည်းပါတယ်ဘုဒ္ဓဝါဒလည်းဒီနှစ်ခုကပြတ်လွယ်ကိုရင်တွေပါကိုရင်တွေကသူတို့တန်ငယ်ချင်းချင်းကိုရင်လေးတွေဆိုရင်ဘုဒ္ဓစကားတွေအပြောင်ပြတ်ပြောတတ်တယ်အဲ့ဒါဆိုတော့လိန်ညာရောက်ရင်ဒါကိုရင်မဟုတ်တော့ကိုလုံးလိန်ကြကိုရင်မဟုတ်တော့ဘူးဘုသူတော်ဖြစ်သွားတော့လေကိုရင်မဟုတ်တော့သီလအဲ့ဒီဟာပဲကိုရင်လေးလိန်အဲ့ဒါကြောင့်လိန်ကြတော့ကျန်တဲ့ဒီပါဏာတိပါဒဆိုတော့ဒီတိုင်းပဲသူတို့တွေချင်းတွေကြိုက်တာတွေတပူးတွေဟာလားစာတိတွေပေါ့နော်ပယောစိတ်တွေဒါလေးတွေသူတို့ကစေတနာလေးနဲ့သူတို့တတ်မိသွားမယ်ဆိုတဲ့ဒါလည်းကိုရင်မဟုတ်တော့ဒါကိုရင်မဟုတ်တော့ဒါလိန်ကြသွားပြီအဲ့လိုဆိုရင်ကိုရင်ဘွားသီလမမြဲဘူးဒီကမှဒီမှတ်ထားဒကာကြီးတို့မှတ်ထားကိုရင်ဘွားသီလမမြဲဘူးဒါကြောင့်ကိုရင်တွေဘယ်နှဝါလဲဆိုရင်တသက်ကပြောတာဝါဝါတကယ်မရဘူးကိုရင်တွေပြောမှဆိုရင်တော့ဝါကျိုးတာများတယ်ကိုရင်တွေကဝါကျိုးတာများတယ်လိန်ကြသွားရင်ပြီးမှဘာဝါကျိုးတာများဝါလည်းကျိုးတယ်ဝါလည်းကျိုးတာများကိုရင်တွေဘယ်ကြောင့်မလို့ဒီတိုင်းကိုရင်တွေကတော်တော်ကြီးသတိထားတဲ့အမတ်တန်ဝီကြီးဖို့သီလကိုအတ္တများချစ်တဲ့တရားတရားသိကောင်းတဲ့ကိုရင်တချို့တလေတော့ဘူးဆန်းဆန်းရှိတယ်ဦးဇင်းတို့နေခဲ့တဲ့ဝီကြီးကြောင်းပေါင်းများပါအမတ်တန်ရှားတဲ့ကိုရင်တွေကသီလကိုဘယ်လိုပြောရမလဲလိန်မကြတဲ့ကိုတော်တော်ရှားနော်တော်တော်ကြီးကိုဒါတိနဲ့ထိန်းရတယ်ပေါ့နော်ရှိတော့ရှိနဲတော့နော်အများအပြည့်လိန်ကြတဲ့ကိုရင်တွေများဒါကြောင့်ဦးဇင်းတို့ဒီကိုရင်လောကမှာကြတော့ဒီဝါနဲ့မကြည့်တော့ဘူးတော့အသက်ကြီးတဲ့ကိုရင်ကိုယူတည်ပေးတယ်နားလည်လားအဲ့ဒါပြောတာနားလည်ပါဗျအဲ့လိုပဲမှတ်လိုက်ဦးစင်းတွေကြတော့ဝါကြီးတဲ့ပုံကိုယ်တွေကိုအယူတည်ပေးတယ်ကိုရင်တွေကြတော့အသက်ကြီးတဲ့ပုံကိုယ်ကိုပုံပြီးအယူတည်ပေးတယ်လို့မှတ်ရမယ်နော်ဒီမှာဗျအဲ့ဆိုကိုရင်လိန်ကြလို့ရှိရင်ဘယ်လိုပြန်လုပ်ရမလဲဗျပြန်ကြည့်လာပြန်ဦးစင်းတို့မှာဒီလိုတွေလိန်ကြရင်ဦးစင်းတို့ဒီလက်လျှောက်ရတယ်ဒီပြီးတော့လိန်ပြီးသွားတဲ့တရားဆိုသူတို့လက်လျှောက်ရင်အဲ့ဒါဦးစင်းတို့ကပရဏတ်ကိုပြန်ပေးရတယ်အစအဆုံးပေါ့ကိုရင်ပြန်ဝတ်ပေးရတော့သင်္ကန်းကတော့ချစ်စရာမရှိတော့ဘူးဆရာပေးတဲ့သင်္ကန်းပဲဆိုတော့အဲ့ဒါကြောင့်ဦးဇင်းတို့ကြတော့တရဏဂုံသီလပြန်ပေးလိုက်ရပေါ့ပြီးပြီးတော့ဥပ္ပဇေတွေပြန်ယူရတယ်ပေါ့နော်ပြီးလို့ရှိရင်သူတို့
ဥပ္ပဇေကျင့်ဝတ်တွေပြန်ရှောက်ရတော့ဝတ်ကျင့်မှုတွေတောင်းပန်တာတွေလုပ်ရတယ်ပြီးသူတို့တရားထိုင်ခိုင်းရတယ်ပေါ့ပြန်ပေးရတယ်ပေါ့နော်ဒါပါပဲကိုရင်ဖြစ်ပါတယ်နော် တင်ပါဗျာ အဲ့ဒါကြောင့် အဲ့ဆိုခဏခဏနေကြရတော့ခဏခဏပြန်လုပ်နေရမှာလားဗျာ အဲ့လိုမျိုးလုပ်တဲ့ကိုရင်ကြရင်ကျောင်းကနေမောင်းထုတ်လိုက်ရတယ်နော်မလုပ်ရဘူးတေချာဆုံးမရတယ် တင်ပါဗျာ အဲ့ဒီလုံကျူးတာမျိုးမရဘူးဒါမတော်တဆဖြစ်တာမျိုးဒါဖြစ်တတ်လို့ခွင့်လို့ရတယ်ဒါဆုံးမရခဏခဏလိန်ကြနေတယ်ဆိုစာပေရလည်းပြောတယ်နော်ဒါမျိုးကဒုက္ခသဆန်သွားပြီတိကကိုတကယ်ကိုမချစ်တဲ့ကိုရင်ကြီးဖြစ်တယ်သာသနာတော့ဘယ်တော့မှသုံးစားလို့ရမယ့်ပုဂ္ဂိုလ်မဟုတ်ဘူးတိလကိုမချစ်တဲ့ပုဂ္ဂိုလ်ကြီးကဘယ်တော့မှသာသနာတော့သုံးစားလို့ရမယ့်ပုဂ္ဂိုလ်မဟုတ်ဘူးလေဒါကြောင့်မို့သူတို့ကိုအတတ်နိုင်ဆုံးရှင်းပြတယ်ခွင့်လွှတ်တဲ့အချိန်ကြီးများလာပြီဆိုရင်မဟုတ်တော့ဘူးဒီပုဂ္ဂိုလ်ဒါကြောင့်ကျောင်းတိုင်းမှာထားလို့လည်းမထူးတော့ပါဘူးကိုရင်ဘွားနဲ့နေလို့လည်းမသိတော့တော့ပါဘူးဒါတွေကလူထွက်ပြီးတော့အမေကိုလှုပ်ချွေးတာကုသိုလ်ကိုရတယ်အဲ့လိုမျိုးကြောက်အကျင့်ပြတ်တဲ့ပုဂ္ဂိုလ်နော်ဒါလုံကျူးလွန်သွားပြီပေါ့နော်အဲ့ဒါမျိုးရှိတယ် တင်ပါတင်ပါဗျာ